ရုပ်ရှင်မင်းသားတယောက်ရဲ့ဘဝထဲအဆိုတော်ကိုပုတ်ကိုသာပို့ပြီးတော့ဆန္ဒစီခဲ့တဲ့သူစင်မြေပေါ်ကပေးတဲ့အကယ်ဒမီထက်ပရိသတ်တွေရဲ့ရင်ထဲကပေးတဲ့အကယ်ဒမီဆုကိုနှစ်တိုင်ရခဲ့တဲ့သူ။ရတဲ့လူတွေအားပေးဖို့တော့ပါ။ဒီနှစ်ရဲ့အကယ်ဒမီဆုရှင်ကဘယ်သူလို့ခံမှန်းပါတယ်လေဦးသားရဲ့။ကျွန်တော်မပြောတတ်ဘူး။ကျွန်တော်ပေးတင်စရာမှမဟုတ်တာ။မျက်လုံးနဲ့စကားပြောတတ်တဲ့မင်းသားလို့ပြောလိုက်တာနဲ့မိတ်ကပ်မလေးပဲတဘဝအတိုင်းတရုပ်ဆောင်တတ်တဲ့ဒွေးကိုတော့အထူးတက်လက်မိတ်ဆက်ပေးစရာမလိုတော့ဘူးလို့ထင်ပါတယ်။ဒွေးဆိုပြီးဖြစ်လာမဲ့သားကြီးကိုအဖဦးတီထုံးမောင်နဲ့အမိတော်အေးအေးတင်းတို့ကရန်ကုန်မြို့မှာမွေးဖွားခဲ့ပြီးထင်လင်းလို့အမည်ပေးထားပါတယ်။ငယ်စဉ်ကတည်းကဂီတတန့်စီတွေနဲ့လည်းမစိမ့်ခဲ့ဘူးဗျာ။သူကအပေါအသင်းတွေနဲ့ဂီတာတီတချင်းဆိုလေးရှိတယ်ဗျာ။ဒီလိုနဲ့ဘွဲရပြီးနောက်မှာတော့သူဖြစ်ချင်တဲ့အမှုပညာဘယ်လိုမျိုးလဲဆိုတာချပြဖို့အတွက်ဦးဖြစ်သူဦးကျော်ဟဲကိုနဘူးနဇာလောက်ပါတော့တယ်။ထင်လင်းဟာအဆိုတော်ထက်တရုပ်ဆောင်လုပ်မယ်ဆိုရင်ပို့ပြီးတော့အောင်မြင်နိုင်မယ်ဆိုတော့ဦးကျော်ကသတိထားမိသွားဖို့ရတယ်ဗျာ။ဦးကျော်ရဲ့တိုက်တွန်းမှုတင်ပြမှုနဲ့ထင်လင်းရဲ့လေ့ကျင့်သင်ယူမှုတွေကြောင့်ပဲ1993ခုနှစ်မှာတော့ဒွေးဆိုတဲ့နာမည်ကိုပြောပြီးဒုက္ခကိုအယောင်ဆိုးတဲ့ရုပ်ရှင်ကားနဲ့ဝေလဲမွေးကျွေလဲမွေးရုပ်ရှင်ကားတို့ကြောင့်ပရိသတ်တို့ရဲ့ရည်ထဲကိုစူးကနေဝင်ရောက်လာခဲ့တယ်။ဒါပေမဲ့ဒွေဟာဦးကျော်ရဲ့တူဆိုတဲ့လောင်ရဲအောက်မှာပဲစီးနေခဲ့တာကြောင့်ဝေဖန်မှုတချို့နဲ့ရင်ဆိုင်ခဲ့ရပါတယ်။အဲ့ဒီနောက်မြမဗီဒီယိုဈေးကွက်နဲ့ရုပ်ရှင်လောကမှာဒွေရဲ့ပုံရိပ်ဟာတဖြည်းဖြည်းနဲ့ကြီးမားလာခဲ့ပြီး1990ခုနှစ်မှာတော့အမေချီယာဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့တူအမျိုးသားဇာတ်ဆောင်စုအကယ်ဒမီကိုထပ်တိုက်တက်တိုင်ရရှိခဲ့တယ်။အဲ့ဒီနောက်ဒွေဟာဘသူရိပ်အောက်မှာမရှိတော့ပဲကိုပိုင်ဟန်ကိုပိုင်အတန်ကိုပိုင်စတိုင်တွေနဲ့မြမပြည်ရဲ့ထိတ်တံပေးသားတို့ဖြစ်လာခဲ့အစဉ်အချစ်အလွန်ကြာရဇရုပ်တိုင်းမှာပြအောင်တုံးဆောင်ကောင်းလို့နေတာကြောင့်ကိုပဲအိမ်မှာကြည့်လေဒွေးကဒီဘက်အိမ်ကကြည့်လေဒွေးကနောက်ဆုံးဇပေပုံစံကအစဒွေးကြီးပဲညှက်လာကြတဲ့အထိလွှမ်းမိုးနိုင်ခဲ့ဒွေးတစ်ခေတ်လို့ပြောရင်လည်းမမှားဘူးဗျဒီထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကတခိုးတယောက်ဟာဒွေးအိမ်မှာမသိပဲပစ္စည်းတွေဝင်ခိုးပြီးအထွက်မှာဒွေးဘုတ်ကိုချိတ်ထားတာမြင်တော့ကိုသားကြီးအိမ်မှာမသိလို့ဝင်ခိုးမိခဲ့တာပါသူ့ရဲ့အမခံပြိတ္တဖြစ်တာကြောင့်ခိုးထားတဲ့ပစ္စည်းတွေကိုအကုန်ပြန်ထားပြီးစာရေးပြီးတောင်းပန်ခဲ့တဲ့ဖြစ်ရမှတစ်ခုလည်းရှိခဲ့တယ်ဗျဒွေးဟာတစ်ချိန်ကသူတိတ်ဖြစ်ချင်ခဲ့တဲ့အဆိုတော်လောကကိုခြေဦးပြန်လှည့်လာပြီးသူ့ရဲ့တကူတော့အဗန်ဖြစ်တဲ့ထိုးလေးခွေပြပအပြင်တချင်းပေါင်း30ကျော်ကိုလည်းတည်ဆိုခဲ့တယ်။မချစ်ဘူးလို့ဘာကြောင့်နှက်ပြောတာလဲရုပ်ရှင်လောကသားမကဂီတလောကပါအောင်မြင်လာခဲ့တယ်ဗျာဒါပေမဲ့ကကြမာကသူ့ကိုအချိန်များကြီးမပေးခဲ့ပါဘူးသူပွင့်လို့တဲ့အချိန်ထိအမှုပညာအလုပ်တွေကိုစ조사ဖန်တီးနေခဲ့ပြီး writer ချိုးသူစော်ရိုက်ကူးနေတဲ့ကပတ်တချမ်းညာဆိုတဲ့ရုပ်ရှင်ကားကြီးဟာဒွေရဲ့နောက်ဆုံးအမှုပညာဖြစ်ခဲ့တယ်ဗျာဇက်ကမပြီးခင်မှာပဲရုပ်တရက်ကိုလုံးသွားခဲ့သူ့ရဲ့စာပနာအခွေကိုအိမ်ခန်းထဲမှာထိုင်ကြည့်ရလောက်တဲ့အထိလူများစွာရဲ့နှလုံးသားကိုညှို့ယူသွားခဲ့တယ်လို့ပဲပြောရမယ်ဗျာခစ်တွေဘယ်လိုပဲပြောင်းပါစေမင်းသားအစ်စ်တွေဘယ်လိုပဲပေါ်လာပါစေဒွေဆိုတဲ့နာမည်ကမြန်မာရုပ်ရှင်သမိုင်းမှာအစားထိုးလို့မရတဲ့ကြဲတပွဲဖြစ်ထောက်ရစီနေမှာသူ့ကိုချစ်တဲ့ပရိသတ်တွေစီနေတဲ့ရွေဒွေးဟာကျွန်တော်တို့ကြားမှာအမြဲစစ်တမ်းနေအောင်မှာပါလူတယောက်သူဘယ်မှာမွေးသလဲဆိုတာလေသူအသက်ရှင်ခွင့်ရတဲ့အချိန်မှာသူ့ဘဝဘယ်လိုမြင့်တင်နိုင်အောင်ကြိုးစားသလဲဆိုတဲ့ပုံကိုမူတည်ပါတယ်ဆိုတော့ပတ်စံရှိရင်တစ်မျိုးမရှိရင်တစ်မျိုးဆက်ဆံတတ်တဲ့လူကျွန်တော်ထင်မကြည့်ဘူး